တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့တနစ်တာအသွင်စိတ်ဟာအဖွဲ့အစည်းရဲ့အရွယ်အစားလုပ်ငန်းလည်ပတ်မှုပုံစံနဲ့ဖွဲ့စည်းမှုပုံစံတွေပေါ်မူတည်ပြီးကျပ်တန်ပေါင်း3000ကနေကျပ်တန်ပေါင်း3သိန်းအထိရှိနိုင်ပါတယ်။ဒီလိုများပြားလာတဲ့အသွင်စိတ်ကုန်ကျမှုအတွက်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လိုအပ်တဲ့ဗန်နာငွေကိုဘယ်လိုရှာဖွေကြလဲဆိုတာဟာလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်။ဒီတော့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဗန်နာငွေရရှိပုံတွေအကြောင်းကိုဒီနေ့ပိုင်းမှာလေ့လာတော့ကြရအောင်ပါ။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေဟာတစ်ဖွဲ့နဲ့တစ်ဖွဲ့အဖွဲ့အစည်းအရွယ်စားလည်းမတူညီကြသလိုထိန်းချုပ်နယ်မြေစိုးမိုးနယ်မြေတွေနဲ့ဖွဲ့စည်းပုံတွေဟာလည်းမတူညီကြပါဘူး။အရှိပိုင်းတွေမှာတင်ဆက်ပေးသွားခဲ့တဲ့အတိုင်းနယ်မြေထိန်းချုပ်မှုများတဲ့အဖွဲ့တွေလည်းရှိသလိုနယ်မြေစိုးမိုးမှုများတဲ့အဖွဲ့များစွာလည်းရှိပြီးအခိုင်အမာနယ်မြေမရှိတဲ့အဖွဲ့တွေလည်းများစွာရှိပါတယ်။အဲဒါကြောင့်ဗန်ဒါရေးကဏ္ဍမှာတပ်ဖွဲ့ဗန်ဒါငွေလိုအပ်ချက်အတွက်ဗန်ဒါငွေရှာဖွေမှုပုံစံတွေဟာလည်းတပ်ဖွဲ့နဲ့တပ်ဖွဲ့တိတိကျကျကြီးတော့တူညီကြမှာမဟုတ်ပါဘူး။ဒါပေမဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေရဲ့ဗန်ဒါငွေရှာဖွေပုံလမ်းကြောင်းတွေကိုကြည့်မယ်ဆိုရင်ဂျီဘူအဖြစ်လမ်းကြောင်း၅ခုတွေ့ရပါတယ်။တိုင်းသားလူထုထောက်ခံမှုရှိတဲ့အဖွဲ့တွေရဲ့အခြေခံအကျဆုံးဗန်နာငွေရရှိမှုလမ်းကြောင်းကတော့ပြည်သူ့ရန်ပုံငွေနဲ့ပြည်ပထောက်ပံ့မှုပါပဲ။ဘယ်အဖွဲ့မဆိုစတင်စည်းဆောင်စဉ်အချိန်ထိန်းချုပ်နယ်မြေစိုးမိုးနယ်မြေတွေမရှိတဲ့အချိန်တွေမှာပြည်သူစီကရရှိတဲ့ပြည်သူ့ရန်ပုံငွေနဲ့ပြည်ပနိုင်ငံတွေကနေရရှိတဲ့အထောက်ပံ့တွေကိုဒါမိခိုးရရှိတာဖြစ်ပါတယ်။အဲ့ဒီကနေအင်အားတဖြည်းဖြည်းကြီးထွားလာပြီးနယ်မြေစိုးမိုးမှုတွေလှုပ်လာနိုင်ပြီဆိုမှဒါဒုတိယဗန်နာငွေလမ်းကြောင်းဖြစ်တဲ့အခွန်ကောက်ခံမှုကိုပြုလုပ်နိုင်တာဖြစ်ပါတယ်။အဲ့ဒီထက်အင်အားပုံမကြီးထွားလာပြီးနယ်မြေထိန်းချုပ်မှုတွေလှုပ်ဆောင်လာနိုင်တဲ့အချိန်မှာတော့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ထိန်းချုပ်နယ်မြေအတွင်းကသဘာဝတည်ရန်စားတာတွေကိုထုတ်လို့ရောင်းချတာတွေလုပ်နိုင်လာပြီးတည်ရန်စားတာထုတ်ယူရောင်းချမှုတွေတစ်ဆင့်ဗန်နာငွေအမြောက်များကိုရရှိတတ်ကြပါတယ်။သဘာဝတည်ရန်စားတာတွေပြင်ထိန်းချုပ်နယ်မြေအတွင်းမှာစီးပွားရေးလုပ်ငန်းတွေနဲ့စီးပွားရေးအရာရင်းနှီးမြှုပ်နှံမှုတွေကိုလှုပ်ဆောင်နိုင်ပြီးလုပ်ငန်းတွေကနေရရှိတဲ့အမြတ်အစွန်းတွေကနေလည်းဗန်နာငွေအမြောက်အများကိုရရှိနိုင်ပါတယ်။အဖွဲ့အစည်းရဲ့ခိုင်မာမှုဟာပုံမအားကောင်းလာပြီးထိန်းချုပ်ထားတဲ့နယ်မြေတွေဟာစိတ်ချလုံခြုံရတဲ့အနေအထားကိုရောက်ရှိပြီးဆိုရင်တော့အဖွဲ့အစည်းအနေနဲ့စစ်လက်နက်ပစ္စည်းတွေကိုတပ်ဆင်ထုတ်လုပ်ပြီးတခြားလက်နက်ကိုင်အဖွဲ့တွေကိုပြန်လည်ရောင်းချပေးရကနေလည်းဗန်နာငွေရှာဖွေနိုင်မှာဖြစ်ပါတယ်။ဒီလိုအဓိကဝင်ငွေလမ်းကြောင်း၅ခုမှာအခြေခံအကျဆုံးဝင်ငွေလမ်းကြောင်းဖြစ်တဲ့ပြည်သူ့ရန်ပုံငွေပြည်ပထောက်ပံ့ငွေလမ်းကြောင်းကနေတော့လက်ရှိချိန်ထိတိုင်းသားလက်နက်ကိုင်အဖွဲ့အများစုဟာဝင်ငွေရရှိနေဆဲဖြစ်ပြီးအခွန်ကောက်ခံခြင်းကနေတော့အဖွဲ့အစည်းတဝက်ကျော်လောက်တာဝင်ငွေရရှိပါတယ်။ကျန်ရှိနေတဲ့လမ်းကြောင်း၃ခုကနေတော့အင်အားကြီးမားတဲ့အဖွဲ့အစည်းတွေနဲ့ထိန်းချုပ်နယ်မြေကျယ်ပြန့်တဲ့အဖွဲ့အစည်းတွေကဒါဝင်ငွေရရှိပါတယ်။ဒီနေရာမှာတချို့ကတော့မူရည်စေဝါထုတ်လို့ရောင်းဝယ်ဖောက်ကားမှုတွေကနေတစင်လဲဝင်ငွေရရှိမယ်လို့ထင်ကြပါတယ်။တကယ်တော့မူရည်စေဝါရောင်းဝယ်ဖောက်ကားမှုတွေဟာတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းကလုပ်ကိုင်တဲ့စီးပွားရေးတစ်ခုမဟုတ်ပဲလက်နက်ကိုင်အဖွဲ့ဝင်တပ်မှုတွေတပ်ကောင်းဆောင်တွေကလုပ်ကိုင်တဲ့တရမဝေးလုပ်ငန်းတွေတာဖြစ်ပြီးအဲ့ဒီကနေရရှိတဲ့ဝင်ငွေတွေကိုအဖွဲ့အစည်းကရရှိတာမဟုတ်ပဲတပ်မှုတွေကောင်းဆောင်တွေကဒါရရှိတာဖြစ်ပါတယ်။ဒီလိုမျိုးလုပ်ငန်းတွေမှာပါဝင်နေတဲ့အောက်ခြေစစ်တီတွေကလည်းတပ်ရဲစစ်မှုထမ်းအနေနဲ့ပါဝင်နေရတာမဟုတ်ပဲမူရည်စေဝါလုပ်ငန်းလုပ်ကိုင်တဲ့တပ်မှုတွေနဲ့ကောင်းဆောင်တွေရဲ့အမိန့်ကြောင့်လုပ်ကိုင်နေရတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကတော့အဲ့ဒီကဏ္ဍအတွက်တပ်မှုတွေနဲ့ခေါင်းဆောင်တွေကတီးခြားလာစာတွေပေးရပါတယ်။ဆိုရင်တော့ဒီလုပ်ငန်းမှာပါဝင်ပတ်သက်နေရတဲ့တပ်ဖွဲ့ဝင်တွေဟာအမျိုးသားရေးအတွက်လွတ်မြောက်ရေးအတွက်ဆိုတာထက်တပ်မှုတွေနဲ့ခေါင်းဆောင်တွေရဲ့ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုတွေအတွက်လက်နက်ကင်စစ်မှုထမ်းပေးနေကြရတဲ့ဘောပါပဲ။ဒီလိုကိစ္စတွေဟာတိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေမှာပဲရှိတာမဟုတ်ပဲတပ်မတော်အပါအဝင်ပြည်တွင်းကအခြားလက်နက်ကင်အဖွဲ့အစည်းတော်တော်များများမှာရှိလေရှိတာရှိတဲ့ကိစ္စတစ်ခုပါပဲ။ဒီလိုကိစ္စတွေကိုအဖွဲ့အစည်းတချို့ကတော့စုံစမ်းထောက်လှမ်းအရေးယူကြရရှိပေမဲ့မတိုက်ဖြတ်နိုင်တာများပါတယ်။ဆိုတော့အဓိကအကြောင်းအရာဖြစ်တဲ့အဓိကဗန်နာငွေလမ်းကြောင်း၅ခုအကြောင်းကိုစက်ကြည့်ကြရအောင်ပါပြည်သူ့ရန်ပုံငွေဆိုတာဒေတာတွင်းမှာရှိတဲ့ဒေတာခံပြည်သူတွေစီကနေဒါမှမဟုတ်တခြားဒေတာတွေစီရောက်ရှိနေတဲ့တိုင်းသားပြည်သူတွေစီကနေကောက်ခံရရှိတဲ့ရန်ပုံငွေကိုဆိုလိုပါတယ်။တောင်ပေါ်ဒေတာတွေမှာတော့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေစတင်အင်အားတိုးချဲ့တဲ့ချိန်မှာဒေတာခံတိုင်းသားတွေအနေနဲ့အိမ်နာစုတစ်ခုကိုလူတစ်ယောက်ဒါမှမဟုတ်ငွေကျပ်ဘလောက်ဆိုပြီးကောက်ခံလေးရှိပါတယ်။တချို့တပ်တွေကတော့သူတို့လူမျိုးစုတွေတရှိရာဒေတာတွေစီကိုဆယ်လရီဆီလို့ပြီးရန်ပုံငွေကောက်ခံတာမျိုးရှိတတ်ပြီးတချို့တိုင်းသားတွေကတော့ကိုယ်တိုင်လိုလားလားနဲ့ရန်ပုံငွေစုဆောင်းကြပြီးသူတို့တွေရဲ့တိုင်းသားတပ်တွေကိုနှစ်စဉ်လစဉ်ထောက်ပံ့ကြေးပေးကြရရှိပါတယ်။ဒီလိုမျိုးပြည်သူ့ရန်ပုံငွေကနေတစ်နှစ်ကိုအနည်းဆုံးမြန်မာငွေကျပ်တန်း2000ကနေတန်း1000အထိရရှိနိုင်ပါတယ်။ဒီပမာဏဟာအလွန်နှဲပါတဲ့ပမာဏဖြစ်ပြီးငွေကျပ်တန်း2000ဆိုတာဟာတနက်အလက်200တာဝယ်ယူလို့ရနိုင်တဲ့ငွေကြေးပမာဏတာဖြစ်ပါတယ်။တချို့တိုင်းသားလက်နက်ကိုင်အဖွဲ့ကတော့ပြည်ပနိုင်ငံတချို့ကအခြေအနေတချို့မှာထောက်ပံ့ပေးတာမျိုးတွေရှိပါတယ်။ဒါပေမဲ့ပြည်ပနိုင်ငံတွေကပေးတဲ့ထောက်ပံ့မှုဆိုတာအပြေခံထောက်ပံ့မှုတသက်တာဖြစ်ပြီးပြည်ပနိုင်ငံတွေအနေနဲ့တစုံတစ်ခုကိုတော့ပြန်လည်ရယူလို့ရှိပါတယ်။ဥပမာအနေနဲ့1989ခုနှစ်ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးွားချိန်မှာအသစ်ပေါ်ထွက်လာခဲ့တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပြည်ပနိုင်ငံတစ်ခုကငွေကြေးထောက်ပံ့ပေးခဲ့ပြီးမှအပြန်အလှန်အနေနဲ့ဒေတာထွက်အရေးအတွင်းမြင့်ဘိန်းတွေနဲ့တခြားသောတန်ရန်စားတာတွေကိုငွေကြေးထောက်ပံ့ထားတဲ့ပြည်ပနိုင်ငံစီပေးအပ်ခဲ့ရပြီးအဲ့ဒီပြည်ပနိုင်ငံရဲ့ဩဇာကိုလည်းနာခံခဲ့ရတာဟာအခုချိန်ထိပါပဲ။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကမြန်မာပြည်အရှေ့ဘက်နဲ့အရှေ့မြောက်ဘက်နယ်စပ်ဒေသတွေမှာလှုပ်ရှားတဲ့အဖွဲ့တော်တော်များများကတော့အိန္ဒိယနိုင်ငံကြီးရဲ့အထောက်ပံ့တစိမ့်ဒေသကိုယူထားရပြီးမြန်မာပြည်အနောက်ဘက်ခြမ်းနဲ့တောင်ပိုင်းကအဖွဲ့တချို့ကတော့ဝေးလံခေါင်ဖျားလာတဲ့နိုင်ငံကြီးကနေအထောက်အပံ့အနှဲငယ်ကိုရရှိထားပါတယ်
လူမျိုးစုချင်းတူမျိုးနွယ်ချင်းတူတာကြောင့်ပြည်ပနိုင်ငံတစ်ခုကအထောက်အပံ့ပေးရမျိုးလည်းရှိပြီးရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော်ဟာဒါရဲ့ဥပမာပါပဲရှမ်းလူမျိုးတွေနဲ့ထိုင်းလူမျိုးတွေဟာဘာသာစကားတူမျိုးနွယ်တူလူမျိုးစုတွေဖြစ်တာကြောင့်ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီကိုထိုင်းနိုင်ငံဘက်ကငွေကြေးအကူအညီတချို့နဲ့တခြားအကူအညီတွေပေးထားပါတယ်ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီဌာနချုပ်တရှိရာလွိုင်တိုင်းလျန်ဆိုတာထိုင်းနယ်စပ်မှာတည်ရှိတာဖြစ်ပြီးလွိုင်တိုင်းလျန်ကနေထိုင်းနိုင်ငံတွေကနေဆက်မျိုးတချို့ကိုအခက်အခဲမရှိဝင်ထွက်သွားလာနိုင်ပါတယ်လွိုင်တိုင်းလျန်မှာတော့နှစ်စဉ်ထိုင်းပြည်မွေးနေ့တိုင်းမှာရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီခေါင်းဆောင်တွေကမွေးနေ့ပွဲလိုမျိုးကျင်းပပြုလုပ်ထားပါတယ်ဆိုတော့ပြည်ပထောက်ပံ့ငွေဆိုတာထောက်ပံ့ငွေမဟုတ်ပဲပြည်ပနိုင်ငံတွေကဩဇာကန်အဖွဲ့တွေကိုဝယ်ယူတဲ့ငွေတွေတာဖြစ်တယ်လို့ဆိုနိုင်ပါတယ်အခွန်ကောက်ခံတာကိုတော့နေမြေစိုးမိုးမှုရှိတဲ့အဖွဲ့တွေနဲ့နေမြေထိန်းချုပ်မှုရှိတဲ့အဖွဲ့အားလုံးကလောက်ကန်ကြပါတယ်ထိန်းချုပ်ထားတဲ့နေမြေအတွင်းမှာဆိုရင်တော့ဒေတာတွင်ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်သူအားလုံးစီကနေလုပ်ငန်းခွန်မြေခွန်မီးခွန်စီပင်ခွန်ကုန်တယ်ခွန်စသဖြင့်အခွန်ကောက်ခံလို့ရတဲ့နေရာမှန်သမျှမှာအခွန်ကောက်ခံပါတယ်ဒေတာတွင်ကကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာလည်းဖြတ်တန်းသွားလာတဲ့ကုန်တင်ယာဉ်တွေခီးတဲ့တင်ယာဉ်တွေကိုကုန်သွယ်ခွန်ရင်ခွန်လုပ်ငန်းခွန်စသဖြင့်ကောက်ခံကြပါတယ်ဒီလိုအခွန်ကောက်ခံမှုကနေဘန်ဒါနှစ်တစ်နှစ်ကိုကျပ်ငွေတန်း1000ကနေကျပ်ငွေတန်းပေါင်း3သိန်းအထိရရှိနိုင်ပါတယ်အဖွဲ့အစည်းအများစုကတော့ဒီလိုအခွန်ကောက်ခံရကနေဘန်ဒါငွေအများစုကိုရရှိကြတာဖြစ်ပြီးနိုင်ငံရဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့မန္တလေးမူဆယ်လမ်းပိုင်းရန်ကုန်မြဝတီလမ်းပိုင်းနဲ့မန္တလေးမြစ်ကြီးနားလမ်းပိုင်းတွေမှာတော့ဖြတ်တန်းသွားလာတဲ့ကုန်တင်ယာဉ်တွေခီးတွားယာဉ်တွေကနေကောက်ခံရရှိတဲ့အခွန်ဟာအခြားလမ်းပိုင်းတွေထက်များပြားလာပါတယ်အထူးသဖြင့်ကုန်သွယ်မှုပမာဏများပြားလွန်းတဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေဟာအခွန်ဘန်ဒါအများဆုံးရရှိနိုင်တာကြောင့်ဒီလိုလမ်းကြောင်းတွေပေါ်မှာတိုင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းများစွာဟာလှုပ်ရှားလေးရှိပြီးဂိတ်ပေါင်းများစွာနဲ့အတူအခွန်ကောက်ခံကြတာတွေကိုလှုပ်ဆောင်ကြတာဖြစ်ပါတယ်ဒီလိုအခွန်ကောက်ခံတဲ့နေရာမှာတော့မြောက်ပိုင်းအဖွဲ့တွေဟာအလွန်ထင်ရှားလာပါတယ်2015-2022ကာလတွေတုန်းကတော့မြောက်ပိုင်းကတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတရမဝင်အခွန်ဆက်ကြီးကောက်ခံတာဟာကရှင်းသက် KIA တောင်သက် TNL လေးနဲ့ရှမ်းမြောက်ပိုင်းသက် SSPP SSC ကဒါအဓိကလှုပ်ဆောင်ခဲ့ကြတဲ့အရာတွေဖြစ်ပေမဲ့အခုဆိုရင်တော့ကိုကန်သက်ဝတ်သက်ရခိုင်သက်ရှမ်းတောင်ပိုင်းသက်မိုင်းလာအဖွဲ့ပိုးသက်နဲ့တမတော်လက်အောက်ခံတရင်တချို့ကပါအလားတူလှုပ်ဆောင်နေကြပါပြီတချို့အဖွဲ့တွေကတော့ပုဂ္ဂလိကလုပ်ငန်းတွေကခင်းထားတဲ့လမ်းတွေပြည်သူ့ဗန္ဒာနဲ့နိုင်ငံတော်အစိုးရကခင်းထားတဲ့လမ်းတွေပေါ်မှာဂိတ်တချို့ဖွင့်ပြီးလမ်းဖြတ်တန်းကားနဲ့ဘိန်းနှင်းခုံတွေမှာကောက်ကြတာတွေအထိလွန်လွန်ကျူးကျူးလှုပ်ဆောင်ကြပါတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအခြေပြုလှုပ်ရှားရာတိုင်းသားဒေတာအတော်များများဟာမြေပေါ်မြေအောက်တဘာဝတယံစားတာပေါ်ကျယ်သွားတဲ့ဒေတာတွေဖြစ်ပါတယ်အဲဒါကြောင့်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေဟာထိချုံနယ်မြေတွင်းကတက်တော်ကျိုးဝိုင်းတွေမှာအရေးအတွက်အကန့်အသတ်နဲ့တစ်ထုတ်လုပ်တာတက်တူတွင်းတွေတည်ရှိရာနေရာတွေမှာတက်တူတူးပေါ်ထုတ်ယူမှုတွေအရင်တိုက်အားတိုက်ပြုလုပ်တာယတနာမြေမှာယတနာတွေတူးပေါ်ထုတ်လုပ်တာတွေလှုပ်ဆောင်ပြီးပြည်တွင်းပြည်ပကဝယ်သူတွေကိုဓာတ်ရိုက်ဒါမှမဟုတ်ဒဇင်ကြားခံနဲ့ရောင်းချကြပါတယ်ဒါပေမဲ့ဒီလိုတက်တူတူးဖော်မှုလှုပ်ဆောင်ရတာဟာလွယ်ကူတဲ့လုပ်ငန်းစဉ်မဟုတ်ပဲအချို့အဖွဲ့အစည်းတွေကကိုယ်တိုင်မလှုပ်ဆောင်နိုင်တာကြောင့်လှုပ်ဆောင်ဖို့အတွက်ငွေချင်းအင်အား၊ဤပညာအင်အားနဲ့ဝယ်လက်တွေရှိထားတဲ့ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကိုလုပ်ပိုင်ခွင့်တွေချပေးပြီးလုပ်ငန်းအမြတ်ငွေရဲ့ရာခိုင်နှုန်းတစ်ခုဒါမှမဟုတ်ရရှိလာတဲ့တက်တူတွင်းထွက်တွေရဲ့ရာခိုင်နှုန်းတစ်ခုကိုဒါအဖွဲ့အစည်းကတင်ယူကြတာမျိုးလည်းအများပြားရှိပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေတွေကနေထွက်ရှိတဲ့တဘာဝတယံစားတော်တွေထဲမှာတော့ကြောက်စိန်၊ရွှေ၊ဗဒမြားနဲ့နီလာစတဲ့တန်ဖိုးကြီးရတနာတွေအပြင်ခဲမဖြူအဖျိုင်းနဲ့မြေရှားတက်တူတို့ကိုအများပြားတွေ့ရှိရပြီးဝါပြည်တောင်ပိုင်းနဲ့ RCSS ထိန်းချုပ်နယ်မြေတချို့မှာတော့ယူရေနီယံတက်တူတွေကိုပါတွေ့ရှိရပါတယ်။မြေပေါ်တယံစားတာအနေနဲ့ကျွန်းတစ်တစ်ပတောက်တစ်နင်းစီတို့လိုတန်ဖိုးကြီးတစ်တွေအပြင်ရာဘာလိုမျိုးတခြားထုတ်ကုန်ထုတ်လုပ်နိုင်တဲ့တစ်များစွာလည်းရှိပါတယ်။ဒါပေမဲ့မြေအောက်တယံစားတာနဲ့ရှင်မယ်ဆိုရင်မြေပေါ်တယံစားတာဖြစ်တဲ့တစ်တွေကိုထုတ်ယူရောင်းချမှုဟာနည်းပါးတယ်လို့ဆိုနိုင်ပါတယ်။ဒီလိုတယံစားတာထုတ်ယူမှုကိုလည်းမြန်မာပြည်အထက်ပိုင်းအဖွဲ့တွေကအများဆုံးလုပ်ကြတာဖြစ်ပြီးမြန်မာပြည်အောက်ပိုင်းကအဖွဲ့တွေမှာတော့တဘာဝတယံစားတာထုတ်ယူရောင်းချမှုဟာနည်းပါးတယ်လို့ဆိုနိုင်ပါတယ်။ဒီလိုတယံစားတာထုတ်ဖို့ရောင်းချမှုကနေတယံစားတာနဲ့ထုတ်ယူမှုပမာဏပေါ်မူတည်ပြီးတစ်နှစ်ကိုအနည်းဆုံးမြန်မာငွေကျပ်တန်ပေါင်း3သိန်းကနေအစပေါင်းများစွာရရှိနိုင်ပါတယ်။မြန်မာငွေကျပ်တန်ပေါင်း3သိန်းဆိုတာလက်နက်ကင်တပ်တစ်ခုနဲ့အစိုးရရန်တရားတစ်ခုကိုစနစ်တကျခိုင်ခိုင်မာမာလဲပတ်နိုင်ဖို့အတွက်တစ်နှစ်တာကုန်ကျနိုင်တဲ့ကုန်ကျစရိတ်ရဲ့3ပုံ1ပုံသာရှိနိုင်ပါတယ်။တချို့လက်နက်ကင်အဖွဲ့တွေကတော့အဖွဲ့အစည်းပိုင်းစီးပွားရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ကြပြီးအဲ့ဒီကနေရရှိတဲ့အမြတ်ငွေတွေကိုအဖွဲ့အစည်းရဲ့ဗန်ဒာငွေတွေအဖြစ်အသုံးပြုကြပါတယ်။ဥပမာအဖြစ်တက်တူတွင်းထွက်များပြားတဲ့တောင်းဒေတာမှာဝါအဖွဲ့အစည်းရဲ့စီးပွားရေးဌာနကကိုယ်စားလှယ်ဆေးလုပ်ပြီးတက်တူတွင်းတွေကိုတွားရောက်လုပ်ကိုင်တာမျိုးကိုဒီကဏ္ဍအဖြစ်မှတ်ယူနိုင်ပါတယ်။ဒါအပြင်ထေချုံနယ်မြေအတွင်းမှာလည်းအစိုးရပိုင်းရေဘေးဝေရေးလုပ်ငန်းတွေအစိုးရပိုင်းအင်တာနက်ကုမ္ပဏီတွေအစိုးရပိုင်းမော်တော်ယာဉ်လုပ်ငန်းတွေလိုလုပ်ငန်းငယ်တွေလည်းထူထောင်ထားတတ်ကြပါတယ်။တောင်ပိုင်းအဖွဲ့တချို့ကတော့မြဝတီရွှေကုတ်ကူနဲ့ကြားဖြန့်ကိုင်းတွေတည်ရှိရာဒေသတွေမှာအမီလွဲနာမခံကုမ္ပဏီတွေထူထောင်ပြီးမှယင်းနှိမ့်မြုပ်နှံတာမျိုးတွေကိုလှုပ်ဆောင်တတ်ကြပါတယ်။ဒီလိုမျိုးစီးပွားရေးလုပ်ငန်းကြီးတွေနဲ့တက်တူတူဖော်ရေးလုပ်ငန်းတွေကိုဒါတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့လှုပ်ဆောင်ကြတာဖြစ်ပြီးလုပ်ငန်းငယ်တွေကိုတော့အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေနဲ့တက်မှုတွေကကိုယ်ပိုင်ပုဂ္ဂလိကလုပ်ငန်းအနေနဲ့ဒါဆောင်ရွက်ကြပါတယ်။
ဒီစီးပွားရေးလုပ်ငန်းတွေကနေတနစ်တာရရှိရဲ့အမြတ်ငွေကိုတော့ခန့်မှန်းတွက်ချက်ဖို့ခက်ခဲပြီးလုပ်ငန်းကြီးရင်ကြီးသလိုကျပ်တန်ပေါင်းတန်းနှံချီရှိနိုင်သလိုလုပ်ငန်းငယ်သလိုကျပ်တန်ပေါင်းထောင်နှံချီရရှိနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်လက်ရှိမှာတော့ပြည်တွင်းမှာလက်နက်တပ်ဆင်ထုတ်လုပ်မှုကိုတိုင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာလှုပ်ဆောင်နိုင်တာဆိုလို့ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ဝါတပ်ဖွဲ့တို့တာရှိပါတယ်ဒါပေမဲ့ဒီအဖွဲ့တွေအနေနဲ့လက်နက်ထုတ်လုပ်တဲ့နေရာမှာလိုအပ်တဲ့ကုန်ကျန်းတွေကိုဝယ်ယူရတာဟာတာမန်ထက်ငွေကြီးကုန်ကျမှုများပြားပြီးတပ်မတော်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံတွေလို mass production မလုပ်နိုင်တဲ့ကြောင့်ထုတ်လုပ်မှုကုန်ကျစရိတ်ဟာလည်းကြီးမားလာပါတယ်။ထုတ်လုပ်ထားတဲ့လက်နက်တွေကိုပြန်လည်ရောင်းချတဲ့နေရာမှာလက်နက်ရဲ့ 20% ဒါမှမဟုတ် 30% လောက်တာအမြတ်ဆုံးရသက်ကြပြီးအခွန်ကောက်ခံခြင်းနဲ့အခြားစီးပွားရေးလုပ်ငန်းတွေကနေရရှိတဲ့ဝင်ငွေနဲ့ရှင်းမယ်ဆိုရင်လက်နက်ထုတ်လုပ်ရောင်းချမှုကနေရရှိတဲ့ဝင်ငွေဆိုတာအပိုဝင်ငွေတစ်ပုံမျိုးတာရှိပါတယ်။ဒါအပြင်ပြည်တွင်းကလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းလက်နက်တွေဝယ်ယူကြတဲ့အခါမှာငွေသားနဲ့ဝယ်ယူတာကိုတွေ့ရခဲ့ပြီးတန်ဖိုးကြီးကြောင့်မြရတနာတွေတဘာဝတွင်းထွက်တွေစီးပွားရေးလုပ်ကွက်တွေတန်ဖိုးမြင့်တရိတ်ဆန်ကြီးတွေမြို့ဒါမှမဟုတ်ဒေတာတချို့နဲ့အလဲလောက်တာမျိုးတွေဒါတွေ့ထားရှိပါတယ်။တချို့အဖွဲ့အစည်းမှာဆိုရင်လက်နက်ဘလောက်ကိုလက်သားပနေရောက်ဆိုတဲ့စနစ်နဲ့လက်နက်နဲ့လူကိုလဲပေးရမျိုးလည်းရှိပါတယ်။ဒီတော့အတိုင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေအနေနဲ့လက်နက်သက်စင်ထုတ်လို့ရောင်းချတာဟာဗန်နာငွေလိုအပ်ချက်အရဆိုတာထက်စီးပွားရေးနိုင်ငံရေးနဲ့စစ်ရေးအရာဩဇာလွှမ်းမိုးနိုင်ဖို့လုပ်ပိုင်ခွင့်တွေရရှိနိုင်ဖို့အခြားအဖွဲ့အစည်းတွေပေါ်အာဏာတည်ဆောက်နိုင်ဖို့အတွက်ဒါဖြစ်ပါတယ်။ဒီလိုလက်နက်ထုတ်လို့ရောင်းချမှုကနေတစ်စင်းမဟာမိတ်ကွန်ရက်တွေကိုလည်းတည်ဆောက်ထားနိုင်တယ်လို့လက်နက်ဈေးကွက်ကိုထိန်းချုပ်ထားနိုင်တဲ့အတွက်ကြောင့်ပြည်တွင်းစစ်ရဲ့အခြေအနေကိုလည်းကစားနိုင်တဲ့အင်အားတွေရှိလာနိုင်ပါတယ်။တစ်တုံညနေခွန်ဒုတိယပိုင်းနဲ့တန်းတဲ့ရဲ့ကြရှုံခန့်တွေကိုကြည့်မယ်ဆိုရင်ဝါတပ်ဖွဲ့ရဲ့လက်နက်ခံရန်မောင်ကိုဈေးကွက်ချုပ်ကိုင်မှုအင်အားဟာဘယ်လောက်ထိတော့အစွမ်းပကားကြီးမားတယ်ဆိုတာကိုတွေ့ရှိရနိုင်ပါတယ်။ဒီလိုဗန်နာငွေရရှိနိုင်တဲ့လမ်းကြောင်းတွေကနေတစ်စင်းတိုင်းသားလက်နက်ကိုင်အဖွဲ့တွေဟာအဖွဲ့တစ်ဖွဲ့ကိုတနစ်တာကာလအတွင်းငွေကျပ်တန်ပေါင်းတောင်းချီသိန်းချီတန်းချီရှာဖွေနိုင်ပြီးလက်ရှိလာတဲ့ဗန်နာငွေတွေကိုတော့အဖွဲ့အစည်းရဲ့ဗန်နာရေးဌာနတွေဗန်နာငွေစီမံခန့်ခွဲရေးဌာနတွေကစီမံခန့်ခွဲရပါတယ်။ဗန်နာငွေအများစုကိုတော့တပ်ဖွဲ့လည်းပဲဖို့အစိုးရရန်တရားထူထောင်ဖို့နဲ့ဒေတာဖွံ့ဖြိုးလုပ်ငန်းတွေမှာအသုံးပြုတတ်ကြပြီးပိုကြံနေတဲ့ဗန်နာငွေတွေကိုတော့အရန်ရန်မငွေအဖြစ်စုဆောင်တတ်ကြပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တပ်ဖွဲ့အင်အားနဲ့ထိန်းချုပ်နိုင်ပြီးချက်တွင်နိုင်လေလေဗန်နာငွေရရှိနိုင်တဲ့လမ်းကြောင်းတွေဟာပုံမူရရှိနိုင်နေလေဖြစ်ပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ဗန်နာရေးကဏ္ဍကတော့ဒီလောက်ပါပဲ။တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကိုစတင်ထူထောင်နိုင်ဖို့လိုအပ်တဲ့ငွေကြေးတွေနဲ့အဖွဲ့အစည်းကိုလဲပတ်နိုင်ဖို့လိုအပ်တဲ့ငွေကြေးပမာဏတွေအကြောင်းကိုရေးသားထားတဲ့ဆောင်းပါးတစ်ပုဒ်လည်းရှိပါတယ်။ဥပမာပေးထားတဲ့ဆောင်းပါးတစ်ပုဒ်တာဖြစ်ပြီးဘယ်လက်နက်ကိုင်အဖွဲ့အစည်းအကြောင်းကိုမှထည့်သွင်းပြောဆိုထားတာမဟုတ်တဲ့အပြင်ဆောင်းပါးရှည်ကြီးတစ်ပုဒ်ဖြစ်တဲ့အတွက်ဒီဆောင်းပါးကိုဖတ်ရှုရှင်တွေအနေနဲ့တင်ပေးစေချင်တယ်ဆိုရင်တော့ comment မှာရေးသားပေးပါနိုင်ပါတယ်။အားလုံးကိုကျေးဇူးထွေးထွေးရှိပါတယ်။